ဒီပင်လယ်ကြီးကိုကြည့်ရင်လည်းကျမလေးဒီကကျမရဲ့မိတ်ဆွေတွေကိုပြောပြချင်တာတခုရှိတယ်ပင်လယ်ကြီးဆိုတာကလေကျသွားတဲ့အချိန်ရှိတယ်ဒီတက်တဲ့အချိန်ဆိုတာရှိတယ်အဲ့တော့ကိုက business တစ်ခုလုပ်နေရဆိုလို့ရှိရင်လည်းတက်ချိန်ရှိမယ်ကျချိန်ရှိမယ်အဲ့ဒါကိုကျမတို့ကလေလက်ခံထားမှရမယ်အဲ့လိုမှလက်မခံနိုင်ဘူးဆိုရင်စီးပွားရေးမလုပ်နဲ့လို့ပဲကျမတို့ပြောချင်တယ်အဲ့တော့ကိုကတက်တဲ့အချိန်မှာစံစားသလိုပဲကျသွားတဲ့အချိန်မှာဘယ်လို strategy တွေနဲ့သွားမှာလဲဘယ်လိုစနစ်တွေနဲ့သွားမှာလဲအဲ့ဒါကိုတိတိကျကျလေးကြိုတင်တွက်ဆပြီးတော့ပြင်ဆင်ထားဖို့လိုတယ်အဲ့တော့ business တစ်ခုလုပ်မဲ့သူတိုင်းမှာအရေးအကြီးဆုံးမိကုန်း၃ခုရှိတယ်အဲ့ဒါကပထမဦးဆုံးငါဒီစီးပွားရေးကိုဘာကြောင့်လုပ်တာလဲဘယ်လိုတွေလုပ်မှာလဲတက်ချိန်မှာငါဘယ်ပုံစံနဲ့ဟန်ချက်ညီအောင်ထိန်းပြီးတော့ကျသွားမဲ့အရာတွေရှိရင်ရောငါဘယ်လိုတွေကြိုတင်ပြင်ဆင်ထားမှာလဲအရန်ရေးကြည့်တယ်နောက်တစ်ခုကတော့ကျမတို့ဘာတွေနဲ့ပြင်ဆင်ထားမှာလဲတော့ကိုရေးကြည့်ပါတယ်အဲ့တော့ကိုက business တစ်ခုလုပ်နေတယ်အဲ့ဒီမိကုန်းတွေကိုဘတ်စုံတောက်စုံကနေအကောင်းဆုံးမေးတတ်ချင်တယ်လိုအပ်တာဖြတ်ဖို့မကြသွားဖို့အတွက် stable ဖြစ်အောင်ထိန်းထားနိုင်ဖို့အတွက် technique တွေကိုသိကျင်တာမှန်နေဆိုရင်ကျမရဲ့ mind empowerment industry တင်တန်းကိုမဖြစ်နေလာခင်မှာရပါမယ်အဲ့တော့ကို့အနေနဲ့2026ကကို့နှစ်အမှန်တကယ်ဖြစ်တယ်ဘလို့ခက်ခဲမှုတွေလာအကောင်းမွန်ဆုံးရိုးပေါင်းဟာပေါင်းမရှိစနစ်ကိုပိုင်အောင်လုပ်ချင်တယ်အမြင့်ခိုင်အောင်လုပ်ချင်တယ်ဆိုတဲ့သူရှိလားဒါဆိုကျမတင်တန်းကိုမဖြစ်မနေလာခဲ့ပါတင်တန်းထဲမှာကျမတို့တွေ့ကြမယ်ကျမကတော့မိတ်ဆွေတို့ရဲ့ business ကိုရပ်ပေါင်း90အတွင်းမှာ profit margin ဖြစ်အကောင်းမွန်ဆုံးလည်းပတ်နိုင်အောင်ကူညီပေးနေတဲ့လမ်းပြပေးနေတဲ့ profit architect coach ဝင်ပါပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်